နဲ့စိတ်ဆိုတာတွဲဖက်ပြီးတော့ဖြစ်နေတာလက်တွေ့ကြကြကြည့်မယ်ဆိုလို့ရှိရင်ကိုငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုဆိုတာရုပ်ခန္ဓာကိုယ်ကြီးလည်းငြိမ်းချမ်းတယ်စိတ်လည်းငြိမ်းချမ်းတယ်အဲ့ဒီငြိမ်းချမ်းမှုဆိုတဲ့ပတ္တတိကိုဖော်ဆောင်ပေးတာတခါပတ္တတိကဘာကိုဖော်ဆောင်ပေးပြန်တော့ဆိုပတ္တတိဒုက္ခထဒုက္ခဆိုတဲ့ကျင့်တတ်တဲ့ခံစားမှုလေးတစ်ခုဖော်ဆောင်ပေးပြန်စိတ်ထဲမှာကျင့်တတ်မှုတွေရှိလာပြီဆိုလို့ရှိရင်ဒုက္ခတမာဒဋ္ဌာယတမာတိတရားကိုဖြစ်ပေါ်စေတယ်စိတ်လေးတည်ငြိမ်မှုဟာအမှန်တမ်းအရေးပါတယ်တမာတိကိုဖြစ်စေတတ်တယ်ဒီလိုဆိုအဲ့တော့တမာတိလေးကဘာကိုစွမ်းဆောင်ပြန်လို့ဆိုတမာတိယထာဘူတညာဏထသနာယဘာတမာတိရှိပြီဆိုလို့ရှိရင်တကယ်အဖြစ်မှန်အမှန်ကန်သဘာဝတရားတွေကိုညာဏသိနိုင်တယ်ဒသနာမြင်နိုင်တယ်ဆိုတဲ့ဉာဏ်စွမ်းအားတွေကိုရလာနိုင်တယ်ဟောအဲ့လိုဆိုလို့ရှိရင်ယထာဘူတညာဏဒသနာအမှန်မြင်ဖို့အတွက်သီလဘလောက်အရေးပါလဲဆိုသီလအစတာဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာသီလအရေးပါတယ်အစဒီလိုပြောတာကုသိုလ်တရားတွေရဲ့အစအခုပြောတဲ့ကုသိုလ်တွေအစသီလပဲပေါ့ဒါကြောင့်မို့ဒီသီလတရားဟာရှင်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ရှုစွာကျင့်သုံးဆောက်တည်ကြရတဲ့အရာဖြစ်တယ်ကိုကျင့်သီလနဲ့ပြည့်စုံအောင်ကြိုးစားအထောက်ကြရတာဒါဖြင့်ဒီလောက်အရေးပါတဲ့သီလဆိုတာဘာကိုခေါ်တာဘာကြောင့်သီလလို့ခေါ်တာတော့ဘုသီလဆိုတာဘာကိုခေါ်တာလဲဒါကိုကြည့်ဖို့လိုတာအဲ့တော့ဘာကြောင့်သီလခေါ်တယ်လဲဆိုတာလေးကိုတော့ဘုဘာကိုသီလခေါ်တယ်လဲဆိုတာလေးကစပြီးတော့လေ့လာကြည့်ရတမန်အပြင်ပြောမယ်ဆိုလို့ရှိရင်ကိုချင်းတရားကိုသီလခေါ်တာပေါ့လို့ဖြေကောင်းဖြေမိလိမ့်မယ်သီလဆိုတာဘယ်အရာကိုခေါ်တာလဲလို့ဆိုလို့ရှိရင်ပဋိသင်္ခိရမဲ့ပါဠိတော်မှာမေခွန်းလေးမေးပြီးတော့ဖြေဆိုပေးထားတာရှိတယ်ကိန်းသီလသီလဆိုတာဘာလဲစေတနာသီလမကောင်းမှုအကုသိုလ်တွေကရှောင်ကျဉ်ဖို့တွန်းအားပေးတဲ့စေတနာလေးကိုသီလလို့ခေါ်တယ်